သိန်း80နဲ့မြေခွက်တစ်ခွက်ကိုရမယ်ဆိုရင်တင်ကြုံမလားသိန်း80ကိုမှ10ပြည်တည်းမဟုတ်ဘူးเนาะ18ပြည်ပေ60ကိုမှသိန်း80နဲ့ရမှာဆိုတော့အခုချိန်မှာလက်မနှေးနဲ့เนาะကိုကပတ်စံကိုအများကြီးလည်းမသုံးနိုင်ဘူးကိုမှရှိတဲ့ဟာလေးနဲ့မြေခွက်တစ်ခွက်ကိုရအောင်ဝယ်ထားမယ်ဆိုရင်เนาะဒီခွက်ကလေးကိုညှို့ပါတယ်တကယ်လို့ဒီမြေခွက်ကလေးအကြောင်းကိုသိချင်နေစုံစမ်းချင်နေဆိုရင်ညီမရဲ့ chat box မှာလာပြီးတော့မြင်းမြန်းစုံစမ်းလို့ရပါတယ်ရှင်ဒီနေ့နေမကောင်းဆိုပေမဲ့လေကျွန်မဟင်းလေးချက်ထားပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ငကြက်ပါငကြက်လေးကိုတမကြီးသီးလေးနဲ့ပေါ့နော်တေးကြကြလေးချက်ပြီးတော့အပေါ်ကနေပြီးတော့နနမင်းလေးအုပ်လုံးဝမှုေးလုံးဝလဲစားလို့ကောင်းတယ်ကိုချက်ကိုကောင်းပေါ့နော်ပထမဆုံးပြထားတဲ့ကြာစံကျော်နဲ့ကော်ဖီကတော့ကျမရဲ့နတ်စာပေါ့နော်အမှနနမင်းလေးဖြူပြီးလုံးဝမှုေးနေရပဲပေါ့နော်အခုရဲ့ပါဟင်းချက်တဲ့ဗီဒီယိုတွေကိုမတင်ပြဘူးပေါ့နော်မတင်ပြဘူးဆိုတာလေနေမကောင်းတော့ကမဲလဲမရိုက်လဲမရိုက်ဖြစ်ဘူးပေါ့နော်ဒီနေ့တော့ဒီဟင်းလေးကိုချက်ထားပါတယ်ဖျားစနော်လေးကကုသိုလ်လေးယူကြည့်ရှုပေးတဲ့အတွက်တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်